မင်္ဂလာပါ focus by Chris ပါဒီချက်ဒီနေ့လဲပေါ့နော်ပေတီးတင်ချာကိုလက်တွက်နဲ့ပေါ့နော်7 row ပေါ့နော်အပေါင်းနှုတ်လေးတွေတင်ချပေးမှာဖြစ်ပါတယ်ရှေ့ဗီဒီယိုမှာတော့ဒီချက် counting လုပ်တာပေါ့နံပါတ်တွေ1ကနေ99ထိလက်နဲ့ရေတွက်ပုံပေါ့နော်အဲ့ဒါရဲ့ပြီးလို့ရှိရင်ဒီချက်2 row 3 row 4 row 5 row ဆိုပြီးတော့ဒီချက်ကဏ္ဍနေနဲ့ပေါ့နော်ကိန်းကဏ္ဍတွေကိုအပေါင်းတာနှုတ်တာကြီးပေါ့နော်ဒီချက်ရှေ့ဗီဒီယိုမှာတွက်ပြပေးထားပါတယ်ရှေ့ဗီဒီယိုတွေကနေအစင်လိုက်လေးကြည့်ပေးပါပေါ့နော်အခုဗီဒီယိုမှာတော့ဒီချက်7 row ပေါ့နော်ကဏ္ဍ9လုံးပေါ့နော်9လုံးကိုဟိုတစ်ခါတွက်မယ်ပု္ပ္ပစာလေးဖြစ်ပါတယ်အပေါင်းနှုတ်ပု္ပ္ပစာလေးပေါ့နော်ဟုတ်ပြီအဲဆိုဒီချက်ပထမဆုံးအနေနဲ့ဖြည်းဖြည်းလေးရင်ဆုံးတွက်ပြမယ်ပေါ့နော်ပထမဆုံးပု္ပ္ပစာမှာဒီချက်တို့ကခုကဏ္ဍတွေပဲအသုံးပြုရဖြစ်တဲ့အတွက်ညာဘက်လက်ကိုပဲအသုံးပြုရမယ်ပေါ့နော်ဘယ်ဘက်လက်မသုံးသေးဘူးညာဘက်လက်ကိုပဲအသုံးပြုမယ်ဟာခုကဏ္ဍတွေအသုံးပြုတာပါဟုတ်ပြီစမယ်နော်အဲဆိုရင်7 2 -6 -3 8 -2 -1 the answer is 5ဟုတ်ပြီဖြည်းဖြည်းရွတ်ပြမယ်နော်8 -3 1 2 -6 1 6 the answer is 9အဲ့တော့က9 -4 3 -6 -2 3 -2 the answer is 1အဲ့တော့က4 -2 7 -3 -6 1 5 the answer is 6 3 -2 6 1 -3 2 -5 the answer is 2ဟုတ်ပြီတသားမိမိတို့ကဒီလိုအပေါင်းနှုတ်သင်ခန်းစာလေးတွေကိုကြိမ်ဖန်များစွာလေ့ကျင့်ပေးပါကြိမ်ဖန်များစွာ practice လုပ်မှာတသားမိမိတို့လက်ချောင်းတွေမြင်မြင်တွက်လာနိုင်မယ်အဲ့ဒါမှအုံနောက်လှုပ်ဆောင်ပုံလည်းပို့ပြီးတော့ကောင်းမွန်လာမယ်အာယုံစူးစိုက်မှုတွေလည်းတသားမိမိတို့ပိုကောင်းလာမယ်ပေါ့နော်အားကြောင့်ဒီအပေါင်းနှုတ်ဒီသင်ခန်းစာတွေပေါ့နော်ကြိမ်ဖန်များစွာပေါ့နော်အကြိမ်ကြိမ်တွက်ချက်ပေးပါဒါမှမြန်လာမယ်ပေါ့နော်အခုဒီချက်အမြန်နည်းလေးနဲ့တွက်ပြပေးမယ်ပေါ့နော်တစ်ခေါက်ပေါ့နော်ခုနက5ဘုတ်ကိုအမြန်နည်းနဲ့တွက်ပြပေးပါမယ်7 2 -6 -3 8 -2 -1 the answer is 5 8 -3 1 2 -6 1 6 the answer is 9 9 -4 3 -6 -2 3 -2 the answer is 1 4 -2 7 -3 -6 1 5 the answer is 6 3 -2 6 1 -3 2 -5 the answer is 2အဲ့လိုမျိုးမြန်မြန်လေးတွက်နိုင်အောင်သားမီတို့ကလေ့ကျင့်ပေးပါနော်နောက်ဗီဒီယိုမှာဆက်တွေ့ကြပါမယ်ရှင်